တတိတော့ညပါဘူးနေရာကနေပြီးတော့အကောင်လေးတယောက်ဟာတိပေါက်ကိုလာရင်းနေတယ်ဒီမြေကွေးကိုမြင်ခဲ့ရပါတယ်ရော့ဝါသေးလားရော့ဝါရော့မရော့ဝါသေးစမ်းအဲ့လောက်တောင်းတာတော့မှကြောက်ဖို့ကောင်းတာပဲငါပါဟမ်ငါမြို့ကနေဒီဝါကိုလာတာငါကနေရွာကနေမြို့တောက်ဖို့ဆိုငါဒီလူတွေလိမ့်နေတာဟမ်တိကျုံရာသူကြီးတယ်လေအယူရတိတာရော့အမတိကျုံဒီကအဲ့ဒီတက်နေကြောက်စစ်အမျိုးမြင်ခဲ့ရပါတယ် Oh my god တရားတကယ်ကြောက်ဖို့ကောင်းတာလေတော်တော်များများအဲ့ဒါဆက်လို့ Oh my god what the fuck တပတူလေအတင်းမြေလို့ပြီးပါအတင်းမြေတော့ပြီးပါ Oh my god ဘာရောဒီတန်နေတာလေငါဘလို့လေတင်းမြေပေါ့ငါဒီကိုလေးကောင်းတယ်ကိုလေးပြန်လာ Hello လေညနေလောက်မှရမယ်တဲ့မလေးငါဘတော့ကွာရေခဲ့ရတဲ့ဟာကြီးကွာအဲ့ဒီကိုအခုဒီမနေနိုင်သေးဘူးကွာဒီနိုင်မှာကွာ Oh my god ငါကြားလိုက်တော့ဟေးဒီကောင်တော့မင်းတငယ်ကြီးပြောင်းနေတယ်နော်ဟဲ့မင်းတငယ်ကြီးပြောင်းနေနော်ပြားရတကြီးအေးကိုမင်းတငယ်ကြီးပြောင်းနေတယ်ဟာအညာတော့ကတက်လိုက်တာမေးပါဦးလေငါပညာရေးမှုရောဒီနေ့ရေးမှုကတတိတ်မရမယ်ကိုတတိတ်မရမယ်အေးကိုဘာပြောလဲကွာဟုတ်ကဲ့ဘာလဲကျွန်တော်တငယ်ကြီးရပါတော့လေအဲ့ဒီလေရွာသူကြီးအဲ့လိုမျိုးအင်းကြီးအဲ့လိုမျိုးအင်းကြီးနဲ့တူတာလေဟိုဘာလဲရွာသူကြီးရဲ့အဲ့ဒီဟိုရဲ့ကီစီရဲ့ရှိတယ်ဗျအဲ့ဆိုတော့သူတို့နှစ်ယောက်ကိုတရားတင်မပါလားဗျအဲ့ဒီမှာသူတို့နှစ်ယောက်ထဲကတယောက်ကလေကျွန်တော်ကျွန်တော်ရဲ့တငယ်ကြီးကိုတတ်နေတာဗျအဲ့ဆိုဘုံမဖွက်ထားလေကွာအဲ့ဒါပြီးတော့ကမပြောပြမယ်ဗျာဘူးဆိုတော့တရားတင်လိုက်မဟုတ်လို့ချစ်အခုပြောပြလိုက်လို့ရှိရင်သူတို့ခိုးနှောင်းထောင်နေလို့ရသွားပြီအမကျွန်တော်အသက်ခံရနေမယ်အေးလုပ်ပြီးမယ်နော်ငါလုပ်ပြီးမယ်နော်ဟုတ်ကျေးဇူးတင်ပါဗျာအရင်ကမကျေးဇူးတင်ပါဗျာကျွန်တော်လေးထွေးလိုက်လို့ကျွန်တော်တကယ်ကြီးတက်သွားတာဗျာပြန်မယ်တော့မကြောက်တယ်ညတော့မဖြစ်ကြည့်လေအရှိမပါလေးပေါက်နေတယ်ကွာထိုင်ငါဒီပန်းနေမလို့ချင်းမြက်တွေလည်းပေါက်နေတယ်ရပြီအိမ်ထဲဝင်ပြီးတော့ကွာခဏစာအုပ်ကလေးဖတ်လိုက်အောင်မယ်ကွာအေးကွာအဲ့ဒီကောင်လေးကွာအဲ့ဒီကောင်လေးငါ့ကိုလာပြောတာတော့ကွာဟွာတဲ့အဲ့ဒီကောင်လေးငါ့ကိုလာပြောတာတော့ငါတို့နှစ်ယောက်ဖြစ်တယောက်ကတတ်တာတယ်ကွာဒီနေ့ကြာရင်လည်းငါတို့သွားရမှာပေါ့တရားသွားရမှာပေါ့ငါရဲ့အယုံကြီးရဆုံးတငယ်ချင်းလားငါတော့မဟုတ်ပါဘူးကွာဒါပေမဲ့ငါရဲ့အယုံကြီးရဆုံးတငယ်ချင်းများဖြစ်နိုင်ပါဘူးကွာဖြစ်နိုင်ပါဘူးတခြားသူတက်တာနေမှာပါကွာငါတငယ်ချင်းအဲ့လိုတော့မလုပ်နိုင်မလုပ်တော့ပါဘူးကွာတငယ်ချင်းအပြစ်တော့ထက်တယ်ကွာမင်းကငါတငယ်ချင်းဖြစ်ဖို့ငါတငယ်ချင်းဖြစ်ဖို့အကြောင်းရင်းကပါရှိတယ်
ငါတို့တရားရုံးခေါ်ထားတယ်ကွာငါတို့တရားရုံးသွားမှာကွာအဲ့အချိန်မှာပဲပြည်နေရေးမှုယုံပြည်နေရေးမှုရလာပြီးတော့သူတို့အရှိလာပြောခဲ့တဲ့အေးရသူကြီးနဲ့ဟိုကြီးကြီးရဲ့ပြပြည်နေရေးမှုရဲ့အေးငါပြောတာချင်လို့ဒီလားဘာလဲဆိုဘာဖြစ်လို့လဲဆိုရင်လေမင်းတို့ငါတရားအောင်ပို့မယ်ဒီလားမင်းတို့ကတိတ်ပြီးမသိငါတရားကောင်းနေတယ်ကွာနော်မင်းတို့ညာတော့ကအဲ့ဒီဘာသူကြီးရဲ့တငယ်ချင်းမင်းတို့နှစ်ယောက်စလုံးရဲ့တငယ်ချင်းကိုကွာဘသူတတ်လိုက်လဲမသိဘူးကွာအဲ့ဒါမင်းတို့နှစ်ယောက်ထဲကတော့တယောက်ပဲတတ်မှာကွာအဲ့ဒါကြောင့်ငါမင်းတို့နှစ်ယောက်ကိုတရားအောင်လောက်ခေါ်တာကွာငါလည်းတရားရုံးကိုဖုန်းဆက်ဆိုင်တာကွာပြီးတော့မှငါနောက်လိုက်လာခဲ့တော့ရငါတရားရုံးငါဖုန်းဆက်လာအောင်မယ်ငါတရားသူကြီးကိုအဲ့အခုအစင်းလေးဖြစ်ပါပြီဆိုပြီးတော့နော်ဟုတ်ကဲ့ပါဟယ်လိုတရားသူကြီးခင်ဗျဟိုပါလေကျွန်တော်ပါဗျအေးဘာတော့ကွာဟိုပါလေအခုလူလေးဆုံးနေပြီလေအေးမရသေးဘူးကွာဘာဖြစ်လို့လဲဆိုတော့မင်းကကြိုးမပြောထားတာကွာမင်းကမနေ့တုန်းကတည်းကပုတ်ကူဒီနေ့မှဖြစ်တာအဲ့အမှုကအဲ့ဆိုလို့ရှိရင်မနေ့ပြန်မှလာခဲ့ကွာမနေ့ကတည်းကကြိုးပြောထားတဲ့သူဦးသွားပြီကွာဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ခင်ဗျအေးရောက်နေရဲ့မင်းတို့ဒီနေ့တော့ကံကောက်သွားတယ်မှန်တော့ကြားလားရပြောင်းနေမင်းတို့ဒီနေ့ကောက်သွားတယ်မှန်တော့ကြားလားရငါဒီနေ့တရားရုံးရတရားသူကြီးကအလုံးမအားလို့တယ်နော်ကြားလားရနေဟုတ်ကဲ့အေးငါလည်းကစ်တော့ဆောက်လောက်မယ်ကွာဟုတ်ကဲ့ပါခင်ဗျ The next day ရောက်နေထဟုတ်ကဲ့ပါဆရာထမယ်အေးနော်နှစ်ခကြိုင်တရားဟောလာခဲ့တိလားဟုတ်ကဲ့ပါဆရာငါတေးတော့ပေါက်တော့မတိလားဟရအေးငါဝေးလေးကိုသွားမှာကွာမဲကောငါရေးလေးကူးမိနေကွာအင်ကြီးဆိုတော့ပါပဲကွာဒီကောင်ငါတတ်လိုက်တာကွာဟိုကောင်လေးတိနေထင်တယ်နော်ရငါတော့အဲ့ကောင်တိနေတာနေမှာကွာအဲ့ဒါကြောင့်အဲ့ဒီတရားဘူးတင်းနေရေးမှုရတိတာကွာငါတို့နေရအဲ့ဒါမှငါပေါ်သွားလို့မဖြစ်ဘူးကွာအဲ့ကောင်လေးပြောလို့ဒီနေ့ညကြအဲ့ကောင်လေးကိုငါတခါတော့တတ်မယ်ကွာဟုတ်တယ်ငါလဲတော့လက်စာလေးသေးပေါက်ခဲအောင်မယ်ကွာပြီးငါဒီအောင်မြေကြီးနဲ့ပြန်ဖုတ်ခဲ့မှာကွာငါဒီအောင်မြေကြီးနဲ့ပြန်ဖုတ်ခဲ့မှာကွာမြေကြီးယူဖုတ်အေးရကတော့ရောက်ကြချလာအေးရတောင်းတမ let's goတကယ်ကြီးနေကြီးပဲကြိုင်တော့မတိတာငါလဲဝင်းမယ်နော်အေးမင်းနဲ့အိတ်တော့ရငါနေကြီးပဲကြိုင်သွားရအောင်ပါဟဲ့ဒီနေ့မိုးရတဲ့ကြီးမဲကြီးရွာနေတယ်ကွာငါတို့တရားရုံးသွားလို့ oh my god ငါတို့တရားရုံးသွားလို့ရပါမလားမသိဘူးတရားကြီးသူဖုံးဆက်လိုက်ရအကိုင်လုံးမယ်ဟယ်လိုပြည်နေရေးမှုငါပြောတာရှိလို့ကွာဘာလဲဆိုတော့မင်းတို့မြောက်ဆိုလို့မနှပြန်မလာငယ်ကွာကြက်တရားရှိနေတော်တော်များနေပြီကွာဒီနေ့မိုးတိတ်မရွာနေတယ်ကွာအဲ့ဒါကြောင့်တရားသူကြီးဒီနေ့မတက်ဘူးကွာဟုတ်ကဲ့ပါတကယ်ကြီးငါအိတ်တော့မယ်နော်ရငါလည်းအိတ်တော့မယ်ငါတငယ်ကြီးကတော့အိတ်သွားပြီကွာငါလည်းစားထိုင်ဖက်နေတာကွာဒီနေ့ကင်းတော့တမန်နဲ့ထားတော့ငါလည်းမအိတ်ရှင်တာနဲ့ကွာသူကတော့အိတ်ပျော်သွားပြီကွာမိုးရလည်းကွာမိုးအေးလေးဆိုတော့ကောင်းပါလေအိတ်လို့ကောင်းပါတယ်မိုးအေးနဲ့အပင်လေးကြည့်လိုက်အောင်ပါကွာအပင်လေးကိုကြည့်လိုက်အောင်ပါအမလေး
အမလေး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  Oh my god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  အပြင်လေးကိုကြည့်လိုက်ကြမှာကွာ Oh my god အပြင်လေးရလေကွာမိုးအေးလေးနဲ့အဲ့လိုကောင်းပါလေကွာအဲ့ပဲငါလည်းအိတ်တော့မယ် Okay 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 the next day မိုးတိတ်သွားပြီပဲကွာဒီနေ့သွားရမယ်ကွာအဲ့ကောင်နောက်ကျမှလာလိမ့်မယ်ကွာအဲ့ကောင်ကတရားရုံလောက်ခါကြီးမှလာမယ်တဲ့ငါတော့စောစောသွားမှာကွာတရားရုံကစောစောသွားမှာကွာဟူတရားသူကြီးလည်းမရောက်သေးဘူးကွာငါခဏစောင့်နေလိုက်ပါမယ်ကွာထိုင်ပြီးတော့ထိုင်ပြီးစောင့်နေလိုက်ပါမယ်ကွာကွာငါလာနောက်ကြပါလားမအော်ရသကြီးမင်းရောက်လာ sorry နော်ဟုတ်ကဲ့ပါခင်ဗျအေးအဲ့ဆိုလို့ရှိရင်ပိဒါကမှလူတွေအကုန်စောကမှငါမင်းတို့နှစ်ယောက်စလုံးငါစွန့်မိမယ်နော်ဟုတ်ကဲ့ပါအေးပြီးတော့ငါတေခဏတော့ပေါက်လာအောင်မနော်ဟုတ်ကဲ့ပါဆောက်ထားတော့ရအောင်မလာခင်တော့လူမျိုးစောက်ထားငါပြီးတော့မှမင်းသူများရဲ့လာနေဦးမယ်ဒီအောက်တော့မှပောက်ပါမယ်ဟုတ်တယ်မြေတော့ပေါက်မယ်အေးငါလဲတော့မယ်ငါကြာဟိုကောင်းလေးအေးဝီစီဆိုရဲအေးငါတို့အကြောင်းပြောထားတဲ့အကောင်းလေးကိုတော့ငါတက်ပြဲလိုက်ပြီကွာဒါငါအလောင်းတော့ဖွင့်တယ်နေကြာတော့တာကွာဘာရှိတယ်တော်တယ်ငါတို့လေးပြောလိုက်တယ်အေးလာလေးအေးငါလေးထိုင်ဆောင်နေတော့မတရားသူရရောက်နေပြီဒါပေါ့အော်ဟုတ်လားအေးငါလေးထိုင်ဆောင်နေမယ်လေးမေးလို့မျိုးအေးဟာလာပြီနော်ရောက်နေကြားရလားဟုတ်ကဲ့ကြားပါရခင်ဗျအေးငါလာပြီ Oh my god အေးကွာငါမင်းတို့စစ်မေးမယ်ကွာဟုတ်ကဲ့ပါအေးမင်းတို့เนี่ยအတူတူဘူးကပြီးထိုင်ကြကွာဟုတ်ကဲ့ပါဟိုလေတရားသူကြီးခင်ဗျာဟိုလေကျွန်တော်ပြောချင်တာကလေကျွန်တော်ရဲ့တငယ်ချင်းကလေလူတွေကိုလေရောက်မင်းပြောချင်တော့အေးဘင်းကငါတခါတက်ပြေမှာတော့ရောက်အေးဘယ်တရားသူခင်ဗျာကျွန်တော်လေဟိုလေကျွန်တော်ရဲ့တငယ်ချင်းကလေလူမတက်တဲ့ဘာလို့ပြောပါခင်ဗျာဘောပြောမှာပါဗျာအေးအဲ့ဆိုလည်းပြောဒီနေ့ကွာငါအဲ့နေသိမကောင်းလို့မနေ့တော့ငါအဖျားမိသွားတယ်ကွာအားကြောင့်ငါဒီလောက်ပဲမေးမယ်ကွာမင်းတို့ဒီနေ့မနေ့အဲ့လူတမှုဖြစ်သွားတဲ့နေ့တုန်းကမင်းတို့ဘယ်သွားနေကြလဲကျွန်တော်ကတော့အိတ်နေပါတယ်ကျွန်တော်တကယ်ကြီးအိမ်သာသွားမယ်ဆိုပြီးတွားခဲ့ပါတယ်အော်အေးမင်းတို့နောက်တစ်ခါကြာလို့ရှိရင်ဒီထက်ပိုပြီးသိအောင်မင်းတို့စဉ်းစားထားကြနော်ပြတဲ့မနေ့တုန်းကညတုန်းကဟာတွေအဲ့ဒီလူတေတုန်းကညတုန်းကဟာတွေကိုမင်းတို့အကုန်စဉ်းစားထားရမယ်နော်ဟုတ်ကဲ့ပါဗျာဟုတ်ကဲ့ပါအေးမင်းတို့တခုမှမကြမ်းစင်းနဲ့နော်ဟုတ်ကဲ့တရားရုံရှိမယ်တလင်းလာနေဟုတ်ကဲ့ပါလာတကယ်ကြီးတော့မယ်လားအေးတော့မယ်ငါပွေးတော့ပြီနော်ရအေးငါပြီးတော့လိုက်ရခဲ့မယ် Oh my god လေပါလာလေငါလည်းဟိုလုံးမှာစာလေးထိုင်ဖတ်နေမှာကွာအရာပေါ်လေးမှာထိုင်ပြီးတော့တရားသူကြီးဟိုခွင့်ပြုပါဦးခင်ဗျအေးဟုတ်ကဲ့ဒီကောင်တကားပြင်ပြီးပြန်မပြည့်ရကွာအဲ့ကောင်နှစ်ကောင်စလုံးတတ်ထားတာကွာအဲ့တော့တိလို့ကွာငါထောင်းနေပြုတ်လုံးရဆောင်မှာခဲရမှာမဖြစ်ပါဘူးလေ
ထိုင်စင်းသားတွေကဘယ်လိုမျိုးညားမလဲဟယ်လိုအားလုံးပဲဒါလေးကတော့EP1 လေးပဲဖြစ်ပါတယ်เนาะကျွန်တော်ဒီဟာလေးဒီတပုတ်ကလေးရဖို့အတွက်ကျွန်တော်အရင်စူးစမ်းထားရပါတယ်ကျွန်တော်တယောက်တည်းဒီဟာလေးကိုကျွန်တော်တယောက်တည်းလုံနေရမလို့အမားလေးပါလို့ရှိရင်ခွင့်လုပ်ပေးကြပါဆိုရင်တော့ဒါလေးကတော့ EP1 လေးဖြစ်ပါတယ်နောက်ထပ်တစ်ပိုင်းကျရင်ဖြစ်လာမယ့်ဟာလေးတွေကိုတစ်ပိုင်းတစ်ပြပြမှာဖြစ်ပါတယ်တရားသူကြီးခင်ဗျာကျွန်တော်တကယ်ပြောရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့တငယ်ချင်းတကယ်လူသက်သမားပါခင်ဗျာဘာဖြစ်လို့လဲဆိုရင်တော့သူ့ကိုကျွန်တော်တော့အတူပေးလိုက်တာပါခင်ဗျာငါ့ကိုတက်ခဲ့တယ်အကောင်ငါဝီနေတော့ကြမ်းပြီးတော့ပြစ်ချပေးမယ်ကြာပါလေကွာဒီလူကောင်ရွာတကြီးခါနာကိုလည်းဝင်လာကြမယ်သူစက်ပြေးနေချင်တော့တရားသူကြီးခင်ဗျာအဘလို့လေးဝဲပြန်တယ်ဘိုင်းချတော့တယ်ဒါတရားရုံးနော်ဟုတ်ကဲ့ပါခင်ဗျာကျွန်တော်ကသူမဟုတ်ပါဘူးကီစီတက်ခဲ့တဲ့ဝီစီပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်သူညာဘက်တုန်းကကျွန်တော်ကသူတက်ခဲ့တယ်ဆိုတော့တဖြည်းဖြည်းချင်းတိလာတော့မအောင်သူတိလာကြောင့်ကျွန်တော်တက်ခဲ့ပါတယ်ခင်ဗျာအဲ့ဒါကြောင့်ကျွန်တော်သူ့ကိုမကျင်းတဲ့ဝင်းရဖြစ်နေပြန်လာတော့ကြည့်ရပါခင်ဗျာပြီးတော့သူကဆိုတော့ကြီးတငယ်ချင်းကိုလေသူ့တငယ်ချင်းကိုလည်းတက်ခဲ့ပါတယ်ဘာဖြစ်လို့လဲဆိုရင်တော့သူကတကယ်တော့မျိုးကနေရွာလာပြီးတော့တောသားလို့နေနေတာပါခင်ဗျာတကယ်တော့သူကမျိုးကနေဒီကိုလာပြီးတော့ရွာတလေးကိုခိုးယူနေတာပါဖြစ်ပါတယ်ခင်ဗျာပြီးတော့လို့ရှိရင်ရွာတကြီးကိုလည်းသူကိုယ်တိုင်လဲသားခဲ့တာပါခင်ဗျာ